ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ကို့မရှိတာကိုဆုံးရှုံးလိုက်ရမှာနောင်တမရပါစေနဲ့။ဒီပုံမြင်လေးကိုအဆုံးထိနားတော်တာဆင်ခန်းစားကြည့်ပါရှင်။ရှုံးအင်္ဂလိပ်နဲ့ကြေးလက်တော်ရွာလေးတရွာမှာအဖိုးအိုနဲ့အဖွားအိုတို့နေထိုင်ကြတယ်။အဖိုးအိုကအိုနေပြီနဲ့ခွန်အားကောင်းတယ်။အဖွားကလည်းနှလုံးသားနူးညံ့နေသူဖြစ်တယ်။သူတို့မှာသားသမီး2ယောက်ရှိတယ်။သမီးကြီးကအလုံးလုံးဖို့မျိုးပြကိုရောက်သွားပြီ။တားငယ်ကတော့ကြီးရွာမှာပဲနေတယ်။ကြီးရွာကိုချက်လို့တော့မဟုတ်ပါဘူး။ကြီးရွာမှာအသက်ရှင်ရတာကိုလွယ်ကူတယ်လို့ထင်မိနေလို့ဖြစ်တယ်။သူကမိဘတွေရဲ့အချက်ကိုအပြေးအဝရထားပြီးလောဘလည်းကြီးတယ်။သူစိတ်ကြိုက်အချိန်မှသာအလုပ်လုပ်တယ်။တနေ့မွန်လွင်မှာသူကြီးရွာတွေကဘီယာဆိုင်လေးစီသွားတယ်။အဲ့ဒီမှာလူတစ်ယောက်ကမင်းဟာတူရဲတော့တာပဲ။တနေ့မြေအားလုံးမင်းမဲပိုင်မယ်။ဆိုပြီးတူတူလေးပြောလိုက်တယ်။ဒါလေးကဒီစကားကိုရွှေထက်တန်တယ်လို့ထင်ပြီးနှလုံးသားထဲမှာတင်ထားလိုက်တယ်။အဲ့ဒီညချင်းပဲသူအိမ်ကိုပြန်ပြီးမိဘတွေကိုအော်ဟဲကမြေစာရွက်စာတမ်းတွေထုတ်ပေးဖို့တောင်းဆိုလိုက်တယ်။မိဘတွေကစိတ်ရှိန်ရှိန်နဲ့ရှင်းပြတယ်။သူ့မှာအပိုင်တစ်ခုရထားပြီးသားဖြစ်ပြီးသူ့အမမှလည်းအခွင့်အရေးရှိရလို့ပြောလိုက်တယ်။ဒါပေမဲ့သူကနားမဝင်ဘူး။အကုန်ရောင်းမယ်လို့ပြောလိုက်တယ်။အဖေကနူးညံ့စွာနဲ့ပြောတယ်။တားရီမင်းကိုကျွေးမှုတဲ့မြေကိုရောင်းလို့မရဘူးအမေကတတိပေးလိုက်တယ်။သားမသိသေးဘူးဒီညရဲ့တန်ဖိုးကဘလောက်များလဲဆိုတာဒါပေမဲ့သူကခရုံးမဆိုင်ဘူး။သူကဘီယာဆိုင်ကလူတွေကိုခေါ်လာပြီးမြို့ယုံစီသွားတယ်။မိဘတွေခွင့်မပြုပဲမိသားစုမြေကိုရောင်းဖို့အကြံအမျိုးမျိုးလုပ်တယ်။ဒါပေမဲ့စူးစမ်းသမျှပြက်ပြားသွားတယ်။ဥပဒေကမိဘ2ပါးလက်မှတ်လိုတယ်လို့ပြောတယ်။မောင်နေတဲ့ညမှာသူကစာရွက်စာတမ်းတွေထည့်ထားတဲ့တက်သားတက်တာလေးကိုခိုးယူသွားတယ်။အမေကသူ့ကိုရခိုင်းတယ်။ဒါပေမဲ့သူကမနှက်ကြရင်ပြန်ပေးမယ်လို့ကြမ်းကြမ်းတမ်းတမ်းနဲ့ပြန်ပြောတယ်။အဖေကတပ်ပြင်းချလိုက်တယ်။မင်းကိုယ်တိုင်မကြိုးစားပဲရယူလိုက်တဲ့အရာတွေကအဆုံးအမင်းကိုဒုက္ခရောက်စေလိမ့်မယ်။နောက်တနေ့မှာအဖေကရုံးကနေကိုသွားပြီးစီးမြင်းတစ်ခုတေးချအောင်လုပ်တယ်။မိဘ2ပါးခွင့်ပြုချက်မပါပဲမိသားစုမြေကိုဘယ်သူမှမရောင်းနိုင်ဘူးဆိုတဲ့စီးမြင်းမှာလာရီကတဖြည်းဖြည်းကုံလွန်သွားတယ်။အမေကစိုးရင်ပူပန်မှုတွေပင်ပန်လောက်ကင်ရမှုတွေကြောင့်ခန္ဓာကိုယ်အားနည်းလာခဲ့တယ်။တိတ်ဆိတ်တဲ့မနက်ခင်းတစ်ခုမှာသူမအသေးအတန်ဖြစ်ပြီးကွယ်လွန်သွားခဲ့တယ်။စိတ်ထိခိုက်ပြီးတကူရင်းကြံရင်ခဲ့တဲ့အဖေကလည်းမိုးရွာတဲ့ညမှာရေလောင်တကားကိုပြင်ဆင်ရင်မတော်တဆအသက်ဆုံးရှုံးသွားခဲ့ရတယ်။အခုတော့သားဟာတကယ်ကိုမြေရပိုင်ရှင်ဖြစ်သွားခဲ့တယ်။မာနနဲ့အာဃာတတွေကြောင့်အမြင်မှောင်ဝါးနေတဲ့သူဟာမြေအားလုံးကိုရှောင်လိုက်တယ်။လယ်ကွင်းတွေခြံဝန်းတွေနဲ့အိမ်အပါဝင်ပေါ့။သူကကြီးကျယ်တဲ့အိမ်မက်တွေမှတ်ခဲ့ပြီးမြဲဘာမှတိဆောက်ခဲ့တာမရှိဘူး။ပတ်စံတွေကမိခိုးလိုပျောက်ကွယ်သွားတယ်။သူ့မှာဘာမှမကြံတော့ဘူး။မြေလည်းမရှိအိမ်လည်းမရှိအစားအစာလည်းမရှိဒီလိုနဲ့ကြီးရွာသားတွေကသူ့ကိုရှောင်ကျဉ်လာကြတယ်။သူဟာငားထားတဲ့အိမ်ရှိဆောင်မျက်နှာစာတွေမှာခွေနေရပြီးအိတ်တလုံးကိုဆောင်အဖြစ်သုံးနေရတယ်။ဗိုက်စာမှုကသူ့ကိုနှိပ်စက်နေတယ်။နာမကျန်းဖြစ်လာတော့လေဘယ်သူမှကူညီမပေးကြဘူး။အားလုံးကသူ့ဘဝကိုသူကိုယ်တိုင်ဖျက်ဆီးခဲ့တယ်ဆိုတာသိကြတယ်။နောက်ဆုံးပတ်စံတွေကုန်သွားတဲ့အခါသူဟာအိတ်ကလေးတစ်လုံးထုတ်ပြီးနနက်စောစောကြီးရွာကနေထွက်ပြေးခဲ့တယ်။ငါကရုံးမဆိုင်ခဲ့တာတွေကိုငါပြန်ရအောင်လုပ်မယ်။လို့တော်တော်လေးပြောရင်းနဲ့ပေါ့။ဝေးလံတဲ့မြို့တွေမှာသူဟာအလုတ်ကျန်းတွေကိုလုပ်ရတယ်။အိတ်ကြီးတွေတဲတာကျန်းကင်းတွေတိုက်တာနယံတွေစောက်တာဗိုက်စာမှုကတော့ရှိနေတော့မယ်။သူ့လက်တွေကကြမ်းတမ်းပြီးဒဏ်ရာတွေဖြစ်လာခဲ့တယ်။အလောက်ကျန်းအောင်မှသူမြတ်အိုမင်းလာတယ်။တနေ့မနက်အစာဦးတစ်ခုမှာသူ့ရဲ့ဒဏ်ရာရနေတဲ့ကြမ်းတမ်းနေတဲ့လက်တွေကိုကြည့်ရင်သူ့အဖေရဲ့တက်သားလက်ကင်မော်ကလက်တွေကိုသတိရမိနေတယ်။မျက်ရည်တွေကျလာတယ်။ဒေါသကြောင့်တော့မဟုတ်။နောက်ဆုံးမှအမှန်တရားကိုသဘောပေါက်လာလို့ဖြစ်တယ်။သူဟာကြီးရွာကိုဘယ်တော့မှပြန်မလာခဲ့တော့ပါဘူး။သူသိခဲ့မှုတဲ့အရာအလုံးကနေဝေဝေးကိုပျောက်ကွယ်သွားခဲ့တယ်။ဒီပုံမြင်လေးရဲ့သင်ခန်းစာကရှင်းလင်းစွာပဲ့တင်ထန်နေပါတယ်။မင်းကယူမဆိုင်တဲ့မြေကအစားမထွက်ဘူး။မင်းကယူမဆိုင်တဲ့ခေါမောကပြိုကြမယ်။ဂယုမဆိုင်တဲ့မြက်တာကမင်းမိန်သွားမယ်။လူတွေကမိမိရဲ့ကောင်းကြီးမင်္ဂလာတွေကိုပေါ်ဆစွာလင်းလျူရှုမိတတ်ကြပြီးနောက်ဆုံးမှဆုံးရှုံးကြရတယ်။ဒါကြောင့်အချိန်မဆွဲပါနဲ့။ကြိုးကြိုးဆားဆားအလုံးလုံးဂယုတစိုက်ထိန်သိမ်းကိုမှရှိသည်များကိုတန်မိုးထားပါ
အလုံးမလုံးဖိနဲ့စားတောက်စရာရမယ်လို့လည်းမမျှော်လင့်လိုက်ပါနဲ့အရေးကြီးဆုံးကတင်းကိုအမှန်တကယ်ချစ်မြတ်နိုးသူတွေကိုထာဝရဆုံးရှုံးမသွားခင်သိနာလဲပြီးတန်ဖိုးထားတတ်ဖို့ပါပဲအခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့လည်းဒီပုံမြင်လေးတွေကနေသင်ခန်းစာဘ ഹു တုဒ္ဒတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းသင်ခန်းစာဘ ഹു တုဒ္ဒရစရာပုံမြင်လေးတွေနဲ့အတူပြန်လာခဲ့ဦးမှာဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့ရှင်